ဂျင်တီးနားအသင်းကိုရာသပန်ကမ္ဘာ့ဖလားကန်ကွန်းပိတ်ပင်ဖို့ပရိသတ်တန်း20ကျော်ရဲ့လက်မှတ်ထိုးတောင်းဆိုမှုအတွင်းဖီဖာရဲ့အာဂျင်တီးနားဘောလုံးဖွဲ့ချုပ်ထံပေးပို့တဲ့လှုပ်ဝက်စာပေါက်ကြားအာဂျင်တီးနားအသင်းကိုလိုမရှိတဲ့ပရိသတ်တွေကနောက်လာမယ့်ကမ္ဘာ့ဖလားတွေမှာကန်ကွန်းပိတ်ပင်ဖို့လက်မှတ်ထိုးတောင်းဆိုတဲ့ online ကမ်ပိန်းတစ်ခုဟာအခုဆိုရင်အင်အားတင့်ဖွယ်ပရိသတ်တန်း20ကျော်အထိများပြားလာခဲ့ပါပြီအာဂျင်တီးနားအသင်းက2020ကာတာကမ္ဘာ့ဖလားကြီးကိုပူပူနွေးနွေးရရှိထားခဲ့ကနောက်တစ်ချိန်ကျင်းပတဲ့2026ကမ္ဘာ့ဖလားမှာလည်းအင်အားတင့်ဖွယ်မက်ဆီရဲ့ဆွမ်းဆောင်မှုတွေကြောင့်နောက်တစ်ချိန်ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်ခဲ့တဲ့အထိကောင်းခဲ့ကြတာပါဒါကပဲအာဂျင်တီးနားအသင်းကိုလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပိတ်ပင်ပေးဖို့ပြည်သက်များစွာကအလိုရှိနေတာလို့ဆိုကြပါတယ်တကယ်လို့အာဂျင်တီးနားအသင်းသာပေါ်တူဂီအသင်းလိုစစ်ကြောတဲ့အဆင့်ကနေစောစောစီးစီးထွက်ခွာသွားခဲ့ရရင်အခုလိုမနာလိုမှုတွေထွက်ပေါ်လာမှာမဟုတ်ဘူးလို့ထောက်ပြနေကြပါတယ်ဒီလိုသတင်းစိုးတွေထွက်နေတဲ့အာဂျင်တီးနားအသင်းကိုပိုပြီးထင်အောင်ထင်မှာဖြစ်စေတာကဖီဖာအောက်ကရာရဲ့အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထံပေးစာပေါက်ကြားလာတာကအခြေအနေတွေကိုပိုဆိုးသွားစေပါတယ်ဖီဖာရဲ့ဒီစာကမ္ဘာ့ဖလားအတော်အတွင်းဖီဖာရဲ့ကူညီမှုတွေကြောင့်ဘူလူမတက်ရောက်လာတာလို့ပြောဆိုမှုတွေကိုတက်တည်ခံပေးလိုက်သလိုအခြေအနေကိုဆိုက်ရောက်သွားစေပါတယ်အာဂျင်တီးနားအသင်းကိုဘယ်လိုပဲအွန်လိုင်းကျင်းလိုက်တောင်းဆိုနေပါစေ2030ကမ္ဘာ့ဖလားကိုတော့အာဂျင်တီးနားအသင်းဟာခြေစစ်စရာမလိုပဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရနေအောင်ပါ